33ထပ်ရှိတဲ့အဆောက်အုံပေါ်ကနေမီးတောက်တွေကောင်းကင်ရံအထိလွင့်တက်နေပြီးနေရာအနှံ့မှာမီးခိုးမဲတွေလိမ့်တက်နေတယ်။ကဲကြပါ။ကျမကိုအပြင်ပေးထွက်ပါ။ဒီမီးကို10နှစ်ကြာအောင်အလုပ်ကျွေးပြုခဲ့တဲ့ကျမတို့အိမ်ကကလေးထင်းကရှိုးခဲ့တာပါ။အလွန်မေးအေးခဲ့တဲ့ကဘာပြက်ကက်ကြီးမတိုင်ခင်မှာပဲအဲ့ဒီကလေးထင်းကကျမရဲ့မိဘတွေကိုတက်ပြီးအိမ်တကားကိုအတွင်းကနေတော့ခတ်ကမီးရှို့ခဲ့တာဖြစ်ပါတယ်။ကျမကတော့အခန်းထဲမှာပိတ်မိပြီးအရှင်လက်လက်မီးလောင်တည်ဆုံးခဲ့ရပါတယ်။ကျမရဲ့ဝိညာဉ်ကတော့မကျွတ်မလွတ်ပဲကျမတို့ရဲ့မိသားစုလေးကိုစောင့်ရှောက်ရင်းကြံရစ်ခဲ့တယ်။ကဘာပြက်ကက်ကြီးထဲမှာအဲ့ဒီကလေးထင်းသူမရဲ့ခင်မွန်းနဲ့တားဖြစ်သူတို့ဟာကျမတို့ရဲ့ပတ်စံတွေကိုတုံးပြီးအစားအသောက်တွေအများကြီးစုဆောင်းကစီးစိမ်ရင်းနေကြတာကိုကျမမျက်ဝါးထင်ထင်မြင်ခဲ့ရပါတယ်။ဒါပေမဲ့မိကျွမ်းနေတဲ့ကျမရဲ့ရုပ်လောင်းကတော့အလွန်မေးအေးခဲ့တဲ့ကဘာပြက်ကက်ကြီးပြီးမှတင်ကြိုမဲ့သူမရှိပဲလေးလွင့်ခွေးတွေရဲ့ကြိုက်ခဲဝါမျိုးချင်းကိုခံခဲ့ရပါတယ်။ကျမမျက်လုံးပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့တားရည်ဆိုပါတစ်ခုပေါ်မှာထိုင်နေပြီးအဆုတ်ထဲကိုလေအဝရှူသွင်းဖို့အသေးအတန်ဟက်ချလောင်းဖြစ်နေတာကိုသတိပြုမိလိုက်ပါတယ်။ကျမရဲ့ဘေးနားကအလှပြင်ကတင်ပေါ်မှာတော့မေမေကတီးတန့်အရေးပြအလှပဆိုင်ရာကုထုံးတစ်ခုခံယူနေတာပါ။ကျမရဲ့အတန်ကိုကြားတော့မေမေကစိုးရိမ်တကြီးနဲ့လှမ်းမေးတယ်။သမီးလေးဘာဖြစ်လို့လဲ။နေမကောင်းလို့လားကျမဖုန်းကိုအမြန်ကောက်ကင်ပြီးအချိန်ကိုကြည့်လိုက်တော့2055ခုနှစ်အောက်တိုဘာ25ရက်ဒီနေ့ဒီမွန်းလွဲပိုင်းပဲဒီနေ့မေမေကအလှပြင်လာပြီးတာနဲ့ဖေဖေကိုတွားကြိုဖို့လေးစိတ်ကိုကားမောင်းသွားလိမ့်မယ်။လမ်းပြန်မှာတော့ကလေးထိန်းနဲ့ဒရိုင်ဘာမိသားစုတို့ပူးပေါင်းကြံစီပြီးဘရိတ်ပေါက်အောင်လုပ်ထားတဲ့အတွက်သူတို့နှစ်ယောက်လုံးတေဆုံးသွားကြလိမ့်မယ်။မေမေကျမမေမေကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်မိတယ်။မေမေစီကရတဲ့နှွေးထွေးတဲ့အနံ့အသက်နဲ့တကယ်အထီအတွေ့ကြောင့်မျက်ရည်တောင်ဝဲလာမိပါတယ်။ပြီးခဲ့တဲ့ဘဝတုန်းကလည်းဒီအလှပြင်ကတင်ပေါ်မှာပဲမေမေကကျမကိုဒီလိုပဲနူးနူးညံ့ညံ့မေးခဲ့တာပါ။ဒါပေမဲ့နောက်ထပ်နာရီနှဲငယ်အကြာမှာတော့ရင်ခွဲရုံတွေကပုံပြက်ပန်းပြက်ဖြစ်နေတဲ့မေမေနဲ့ဖေဖေရဲ့ရုပ်လောင်းတွေကိုပဲကျမမြင်တွေ့ခဲ့ရပါတယ်။ကျမကိုကျမစိတ်အေးအေးထားဖို့အတင်းစူးစမ်းလိုက်ပေမဲ့အတန်တွေကတော့ထိမရအောင်တုံရင်နေတော့မယ်။ဒီနေ့အလှပြင်တာကိုဒီလောက်နဲ့ပဲရက်လိုက်လို့ရမလားဟင်။အခုပဲကုမ္ပဏီကိုသွားရအောင်မေမေကနည်းနည်းတော့အံ့ဩသွားပုံရပေမဲ့ကျမကိုပြန်ဖက်ပြီးကြောကိုပို့ပေးရှာပါတယ်။ပြီးတော့အလှပြင်ပေးတဲ့ဝန်ထမ်းကိုအပြင်ထွက်သွားဖို့လက်ဟန်ပြလိုက်ပြီးထထိုင်ကကျမရဲ့နဘူးကိုစိုးရိမ်တကြီးဆန်းကြည့်တယ်။သမီးလေးရုပ်ကတိတ်မကောင်းဘူးနော်။အိမ်မက်ဆိုးမက်လို့လား။ဒါမှမဟုတ်နေမကောင်းလို့လားဒေါက်တာချန်ကိုလာကြည့်ခိုင်းရမလားအဲ့ဒါအိမ်မက်ဆိုးတခုမဟုတ်ပါဘူးမိတောက်တွေကကျမရဲ့ခန္ဓာကိုယ်ကိုလောင်ကျွမ်းစေခဲ့တဲ့နာကျင်မှုအစစ်မှန်ပါသုံးနှစ်ပတ်လုံးအလွန်အမေးအေးခဲ့တဲ့ဒဏ်ကြောင့်ကျမရဲ့ဝိညာဉ်တစ်ခုလုံးခဲနေခဲ့ရတာပါတကယ်တော့ကဘာပြက်ကက်ကြီးမတိုင်ခင်ကတည်းကကလေးထိန်အန်တီကျန်းသူမရဲ့သားနဲ့ဒရိုင်ဘာဖြစ်တဲ့သူမရဲ့ခင်မွန်းတို့ဟာကျမတို့အိမ်ကကာကွယ်ရေးတစ်တာကိုမျက်စိကျနေခဲ့ကြတာကြာပါပြီသူတို့ကကျမရဲ့မိဘတွေကိုတတ်ဖို့ကြံစီခဲ့ကြပြီးရင်ကျမကိုအချင်းချပြီးအရှင်လက်လက်မီးရှို့တတ်ဖို့အထိစီစဉ်ခဲ့ကြတာကျမမေမေလက်ကိုစုပ်ကင်ပြီးပြက်သားတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်တယ်မေမေသမီးကိုဒီတစ်ချိန်တော့ယုံပေးပါအန်တီကျန်းနဲ့သူမရဲ့ခင်ပွန်းမှာပြဿနာရှိနေတယ်အခုမေမေယုံရခက်လိမ့်မယ်ဆိုတာသမီးသိပါတယ်ဒါပေမဲ့သမီးကိုနာရီဝက်လောက်အချိန်ပေးပါသမီးတက်တည်ပြပါမယ်ကျမရဲ့ပြာရခတ်ပြီးအကူညီမဲ့နေတဲ့ပုံစံကိုကြည့်ပြီးမေမေမျက်ဝန်းထဲမှာဝေခွဲမရဖြစ်မှုတွေဖြစ်ပြေးသွားပါတယ်ဒါပေမဲ့ကျမကငငယ်ကလေးကအရေးတကြီးကြီးစောင့်ရှောက်ခံခဲ့ရပြီးမေမေရှိမှဒီလောက်အထိတီတီတန်းတန်းတစ်ခါမှမရှိခဲ့ဘူးလားကြောင့်မေမေခစ်တက်မြဝေခွဲမရဖြစ်သွားပြီးမှခေါင်းငိမ့်ပြရှာတယ်အချိန်မဖြုံးတော့ပဲကျမ